ကိုရီးမဆိုရတော့မင်္ဂလာပါအဲ့တော့ခုရပိုင်းนี้ line ပေါ်မှာပေါက်ပန်း40ပေါ့နော်မြန်မာနိုင်ငံရဲ့အကြောင်းအရာတွေကိုနည်းနည်းလုံးရနေတယ်လို့ပေါ့နော်အကြမ်းမြင်ရနေတယ်လို့မျိုးကိုထင်ရကိုပြောရကြတဲ့ဟာတွေမီဒီယာဆိုအမိခံကြတဲ့ဟာတွေပေါ့နော်အားလုံးပေါ့နော်အဲ့တော့ line ပေါ်မှာခုရပိုင်းนี้ဝေစစားရေးသားဖော်ပြနေရတဲ့အကြောင်းအရာကိစ္စတွေတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့သူတို့လုပ်ရက်တွေကိုနော်ပြည်သူလူထုချပြမှာအင်မတန်စိုးရင်ပေါ့အဲ့တော့စစ်ပြည်သူလူထုကိုချပြခံရမှာအင်မတန်စိုးရင်နေအင်မတန်ကြောက်လန့်ကြတယ်ပေါ့ဟာလာမိုးကုတ်မြို့မှာဝါဒဖြန့်ဖို့အတွက်စစ်လော်ဘီတွေအငားခေါ်ယူနေတဲ့ဒါစစ်ကောင်စီဆိုပြီးတော့တင်ထားတယ်ပေါ့နော်အဲ့တော့ဒါဟိုမိုးကုတ်ကိုလာကိုကျော်စိုးဦးတို့ဟလာမသစင်ဦးတို့ဘာလို့ဒီမီဒီယာတွေရောက်တဲ့ချိန်မှာနော်မြန်မာနိုင်ငံတရားဝင်မီဒီယာတွေရောက်တဲ့ချိန်မှာရှော့လိုက်တော့လည်းဘလို့ပြစ်ခဲ့တဲ့ဘာညာတရကဆိုပြီးဟလာနော်အဲ့တော့ဒီပြန်ဝင်လာတဲ့ဒါနိုင်ငံဝန်ထမ်းတွေပေါ့နော်အစိုးရအဖွဲ့အစည်းအားလုံးကိုဒါကျူစိုးဖို့အတွက်ဘလို့ဖိအားတွေခံနေရတယ်ဆိုဖိအားပေးပြီးတော့ခံနေရတယ်ဆိုတာတွေကဒါလိုင်းအောင်မှာအားလုံးပဲသိပဲเนาะဝေစာရေးတာပေါ်ပြနေကြတယ်အဲ့တော့တည်ငြိမ်အေးချမ်းဝါးကြီးဖြစ်တဲ့အတွက်เนาะအေးချမ်းဝါးတဲ့နိုင်ငံအချုပ်အခြာအာဏာလက်အောက်ပြန်ရောက်သွားလို့တရားဥပဒေစိုးမိုးတဲ့နေရာပြန်ဖြစ်သွားရဖြစ်တဲ့အတွက်မီဒီယာတွေသတင်းသွားယူကြတယ်เนาะအဲ့ကိုကျော်စိုးတို့ဘာလို့သတင်းသမားတွေမီဒီယာတွေကเนาะမီဒီယာအများကြီးပေါ့အဲ့မီဒီယာတွေကမြန်မာနိုင်ငံထဲမှာတည်ရှိနေတဲ့မီဒီယာတရားဝင်မီဒီယာတွေနော်တရားဝင်မီဒီယာတွေအဲ့တော့တရားဝင်မှတ်ပုံနေတာတရားဝင်မီဒီယာတွေသူတို့ပြောလိုက်လူတူယောက်ထိကနေတာပါတရားဆွဲဆိုလို့ရတယ်နော်ပုဂ္ဂိုလ်အဖွဲ့အစည်းလူတူယောက်ထိကနေတာပါတရားဆွဲဆိုလို့ရတယ်အဲ့အကြမ်းမဲ့သမားတွေလှုပ်ဆောင်ချက်တွေကိုသူတို့အနေနဲ့ဒီနိုင်ငံရဲ့မီဒီယာသမားတွေနဲ့ပြောဆိုရေးသားဖော်ပြတာသူတို့ရဲ့အလုပ်ပဲလေပျက်စီးဆုံးရှုံးကဒီလိုမျိုးတွေပါဆိုတော့ဒီနေ့မှာအမှန်တရားကိုတွားရောက်ပြီးရိုက်ကူးချပြတာဒါအမှန်တရားပဲလေအဲ့တော့အကြမ်းဖက်သမားတွေပျက်စီးလို့ပြတ်သွားတဲ့မြို့ဟုတ်လားကောင်းမွန်စွာရေးပြရမယ်ဆိုတော့ဘလူမီဒီယာတွေကျင့်ဝတ်တယ်မှာပါလေအဲ့တော့ကိုကြောက်လူတူတယောက်ထိခိုင်ကိုအဖွဲ့အစည်းတစ်ခုထိခိုင်နေတာပေါ့မဟုတ်မှန်ဆိုတရားစွဲဆိုရဒီနိုင်ငံမှာတရားဝင်ရှိလေနော်အဲ့တော့ကိုရင်းမေးဆွေတွေနဲ့ဒီဗီဒီယိုကြည့်နေရတာယူချန်နယ်ကိုကြည့်နေရကိုရင်းယူချန်နယ်ကိုကြည့်နေရကိုရင်းမေးဆွေတွေကိုရင်းမြန်မာနိုင်ငံရဲ့ပြည်သူတွေကိုနေမေးချင်တာဘာတွေပြောင်းလဲသွားလဲအချမ်းမသမားကြီးထင်းချုပ်လို့ဘာတွေပြောင်းလဲသွားလဲပျက်စီးသွားလားတိုးတက်သွားလားပြောင်းလဲသွားလားအဲ့တော့မိုးကုတ်မြို့ကအကြသေးခင်ကမှအချမ်းမသမားကြီးလက်ထက်ကနေပြီးတော့တက်မတော်ပြန်လဲထင်းချုပ်နိုင်ခဲ့တယ်ပေါ့နော်အဲ့တက်မတော်ပြန်လဲထင်းချုပ်ပြီးတော့အခုလက်ရှိမိုးကုတ်မြို့မိုးကုတ်ပြည်သူလူထုတွေနဲ့ဘလူတွေပြန်ဝင်လာကြပြီလေနော်အဲ့တော့မိုးကုတ်မြို့မှာအချမ်းမသမားတွေဘလူဖြစ်စည်းသွားနေတယ်ဆိုတော့ဒီဘက်ကမြန်မာနိုင်ငံမီဒီယာသမားတွေပေါ်ပြတာကိုသူတို့တွေအနေနဲ့ဒါဆိုရင်ကြောက်လန့်နေတယ်ပေါ့နော်အဲ့တော့မိုးကုတ်မြို့ရဲ့ဒီမနီးမင်္ဂလာကြောက်မျက်စီးလားမိုးကုတ်မြို့မနီးမင်္ဂလာကြောက်မျက်စီးတွေပါဆိုရင်ဟလားဘယ်လောက်ထိစီကားနေပြီလဲဓာတ်ပုံတွေတက်လာတာပဲလေကြိတ်တူးနေတာပဲအဲ့တော့အကျမ်းမသမားတွေခေါင်းလုံးထင်းချုပ်ထားတဲ့ခေါင်းလုံးနင်းနေကြည့်ပြီးထင်းချုပ်ထားတဲ့အချိန်မှာမြို့တွေမှာဘယ်လိုမျိုးအဲ့လိုစီကားတာရှိလဲဘယ်လိုမျိုးလုပ်ပေးခဲ့တာရှိလဲ၎င်းတို့ထင်းချုပ်ထားတဲ့အချိန်မှာလေသူတို့ဘာတွေလုပ်ပေးခဲ့လဲအကျမ်းမသမားတွေကမြို့သိမ်းတိုက်ဝဲမြို့သိမ်းပြီးတော့ဘာလုပ်မှာလဲမြို့သိမ်းပြီးတော့ဘာလုပ်တာလဲအမျိုးပြတ်သွားတာအမေဇုံတော်ကြီးဖြစ်သွားတာ၎င်းတို့ထိချုပ်သိမ်းပိုက်ထားတဲ့နှစ်နဲ့ချီတဲ့ချိန်မှာတော့ဘာမှလုပ်ပေးတာမရှိဘူးအမိုက်တစ်ဖက်လည်းကောက်ပေးတာမရှိဘူးအဲ့တော့တက်မတော်လက်အောက်ပြန်လဲကြောက်ရလို့နိုင်ငံရဲ့လုံခြုံရေးအဖွဲ့အစည်းတွေပြန်လဲထိချုပ်နိုင်ငံရဲ့အစိုးရအဖွဲ့အစည်းရန်နေရာတွေရောက်ရှိလာတယ်အဲ့ဒီမျိုးတွေအားလုံးတက်မတော်ပြန်လဲထိချုပ်နိုင်ငံမျိုးတွေအားလုံးပြန်လဲတိဆောက်ရေးတွေမဆောင်ရွက်ဘူးလားအကုန်ပြန်လုပ်တယ်ဟုတ်လားနော်အဲ့တော့ပြည်သူတွေကလေးတွေဟုတ်လားစာပြန်တင်ရတယ်တည်ငြိမ်အေးချမ်းစွာပြန်လည်နေထိုင်ရတယ်အဲ့တော့ဆိတ်ဆောင်တဲ့လူတွေကလည်းပြန်လည်ရောက်ရှိလာကြခဲ့အဲ့တော့မိုးကုတ်မျိုးနဲ့ပတ်သက်ပြီးဒါအချက်မဲ့သမားတွေဖျက်ဆီးခဲ့တာတွေလှုပ်ဆောင်ခဲ့တာတွေကိုမြန်မာနိုင်ငံသတင်းသမားတွေနေတယ်သတင်းသွားယူတယ်အဲ့တော့ချပြတာစစ်လော်ဘီကဘာညာတကာဆိုကရေးသားထားတယ်အဲ့လိုပဲဝေယံမီဒီယာတွေဒါရေးကြီးလို့ခေါင်းဖို့ရောက်တဲ့ဝေယံမီဒီယာအဲ့တော့သူတို့ပြောကြားချက်တွေကအမှန်တရားတွေဆိုပါမှာလေယုံကြည်နိုင်မှုအစဉ်နဲ့အာမခံချက်ပါရှိတယ်အဲ့တော့အချက်မဲ့သမားတွေဒီလိုဖျက်ဆီးသွားရဲဆိုတာဖြပြတာဆိုအင်မတန်ကြောက်တယ်အဲ့တော့ကိုကျော်စိုးတို့မသစင်ဦးတို့ရောက်ရှိနေချိန်မှာဘာညာတကရှော့လိုက်တော့နဲ့ဒီသူတို့အားပေးတဲ့အကြမ်းဖက်သမားတွေကပြစ်ခတ်တယ်ဘာညာကွာဆိုတော့ရှော့လိုက်တော့ဆိုတော့ရားလဲတွက်လိုက်ရှူးဆိုတော့ရေးတဲ့ကြ900ကုန်းမကြထင်းရဆိုတော့နော်ဒိတ်ပေါ်တင်ပြီးတော့လေအခုနောက်ပိုင်းကျွန်တော်တို့နည်းနည်းတောက်လေးတွေနဲ့ထည့်ပြီးတော့ဟလာရေးတဲ့ကြ900ကုန်းမကြထင်းရပြလိုက်တယ်အရှိမှသူ့တားစီနိုင်တဲ့ဒါကြီးပြီးသွားပြီဟုတ်ပြီလားအဲ့တော့ဟာလားကိုကျော်စိုးတို့ကဒီနောက်နိုင်ငံသတင်းသမားတွေအားလုံးသတင်းတော်ယူကြတဲ့လူအားလုံးမသစင်ဦးတို့အစားကိုကျော်စိုးတို့ဘာဖြစ်သွားလဲအဲ့ဒီမျိုးဇလန်းတွေကလေဟလာဘယ်နေရာတော့ရှေ့လိုက်တော့ဘယ်လိုပြစ်လိုက်တာအဲ့တော့နောက်တစ်ခုရှိသေးတယ်
ရှော့လိုက်တော့ပြစ်တာ3လုံးသူတို့ဖြစ်စင်နေဆိုနော်ရှုပ်မြန်မာနိုင်ငံငပိန်းနေရလေကိုရင်းမြင်နေပြောလို့မြန်မာနိုင်ငံဒီပိန်းတွေကဒီစကားရရင်ခွက်လို့ဟိုသူတို့အုံနောက်တွေပြတ်တယ်ထည့်လာတာဒီပိန်းအုံနောက်ဆိုပဲလေအဲ့တော့ရှော့လိုက်တော့ပြစ်တာ3လုံးအဲ့တော့အဲ့ဒီဂျမ်အာဘီမီဒီယာတွေဒီလက်တော်တစ်လုံးနဲ့လာမီဒီယာအမိခံထားတဲ့ဘလူးပေါ်ပမလေးစီတွေပေါ်လာမျိုးမျိုးပေါ့နော်အဲ့တော့ရှော့လိုက်တော့ပြစ်တာ3လုံးကြောက်ပေါက်ကွဲပြီးတဲ့နေရာတွေပြောပြမယ်ဥပမာလူမျိုးပါတဲ့တွေကြောက်ပေါက်ကွဲတယ်လိုင်းငန်းတွေကြောက်ပေါက်ကွဲတယ်ဟာတိမ်မှုအိမ်ဟာယုံအဲ့တက်တဲမှာနေကြောက်ပေါက်ကွဲတဲ့နေရာ9နေရာလောက်ရှိတာအဲ့ဒီယုံတို့လူမျိုးပါတဲ့တို့အရာငံချက်ကြီးတို့လူမျိုးကြီးသားတို့နော်ဟုတ်လားဒီတက်ထောက်တို့လားအမျိုးမျိုးပေါ့နော်ယုံနေပါလေဘိုးကင်းတို့ကစတရင်ဖွဲ့စည်းတော့နေမှာတရင်နဲ့စစ်တက်တရင်နဲ့ရောက်ဘူးတဲ့လူတွေသိတယ်တနေရတဲ့နေရာအဝေးအဲ့တော့ရှုပ်တဲ့တော့ပြစ်တာ3လုံးပေါက်ကြောက်ပေါက်ကွဲပြီးတော့ဖြစ်စဉ်ကတက်ထဲမှာနေ9နေရာလောက်ဖြစ်နေတာဟာအဲ့ဒါဒီယုံတာပဲနော်အဲ့တော့၎င်းတို့ထင်းယူလာတဲ့အချိန်မှာသိမှတ်တာထင်းယူလာတဲ့အချိန်မှာမြို့တွေဘာဖြစ်သွားပြစ်သွားတယ်အဲ့တော့ဒီနိုင်ငံမှာတခုကကြတော့စစ်တပ်ကအမျိုးသားရေးကိုဘယ်တော့မှသက်ဆောင်မလို့ဖွဲ့စည်းဖြစ်တဲ့အတွက်သူတို့ရဲ့နော်မဟာဒတိုင်းဖြစ်နေတယ်သူတို့လှုပ်ချင်တယ်လို့မရအောင်အဲသူတို့ဝင်ချင်တယ်ဝင်လို့မရဘူးပေါ့နော်အဲ့တော့မကြသေးခင်ကဒါတော်သက်ခိုင်တို့ပါဆိုဒါနော်နိုင်ငံသားတန်ရုံးတွေပါနေခိုးတူရဆိုတာလဲပေါ့တာလဲပါတာပေါ့စစ်တပ်ထောက်လိုင်းရေးပေါ့တော့နော်အဲ့တော့ထောက်လိုင်းရေးဖွဲ့စည်းဆိုလို့ပေါ့တော့အဲ့တော့သူတို့လှုပ်ဆောင်နေရတယ်စစ်တပ်ကမသိဘူးတန်းထင်လာမသိကတော့သူတို့ဒီချီးပဲလုံးပါတယ်ဆိုတာစစ်တပ်ကသိတယ်နော်ပြတ်တာတချို့ຢာတွေမှာလေငါမင်းချို့အမနိုင်ငံလေးတွေမင်းတို့ဖင်ကုန်းသွားမညင်နဲ့မင်းတို့သိတယ်ဆိုတော့ဒီလောက်သိတယ်စစ်တပ်ကနော်မင်းတို့တမန်ရောက်ပူသိတယ်ဆိုတော့တချို့နိုင်ငံလေးတွေပြောထောက်လိုင်းဆိုတဲ့အဖွဲ့အစည်းကိုဖင်ကူးတယ်နာပေါ့နော်အဲ့လိုမဟာဒတိုင်းအဖွဲ့အစည်းတစ်ခုကကြစစ်တဲ့အမျိုးသားရေးဘယ်တော့မှသက်ဆောင်အဖွဲ့အစည်းတစ်ခုကကြမပါတာဒါသူတို့တက်လာတဲ့အစိုးရကိုယ်တိုင်ကနော်အားလုံးသိတဲ့အတိုင်းအဲ့တော့ကိုယ်နိုင်ငံကိုယ်မျိုးကိုချစ်တာဘာဖြစ်လို့လဲမယ်ဆိုရင်မျိုးချစ်ကောင်းဆောင်တွေကဘာကြီးမှရှိတဲ့မျိုးချစ်ကောင်းဆောင်တွေတော်တော်များများကအာနာရှင်ဆိုပြီးခေါင်းစဉ်တက်ခံအဲ့လိုခေါင်းစဉ်တက်လာလေအဲ့ဒီအနောက်နိုင်ငံရဲ့လက်ကင်ထုတ်တွေပေါ့နော်ဒီပြူရန်ပြည်တွေပြီးရင်အင်မူတိဆန်ခွေးရတာခေါ်သွားပြီးအဲ့ဝပြေးသွားကြတာပေါ့နော်အဲ့လိုကောင်းတွေပဲခေါင်းစဉ်တက်တာပေါ့ဒါအာနာရှင်ဆိုပြီးတော့အဲ့တော့ဘာဖြစ်လဲဆိုတော့လက်ကင်ချက်မှန်သမားတွေကဒီနိုင်ငံရဲ့အချုပ်ချာအာဏာကိုနော်မတရားသဖြင့်ဂျာရီလိုချင်ကြတာသူတို့မှနိုင်ငံရေးနည်းလမ်းရဖြည့်ရှင်းနိုင်တဲ့တတိမရှိဘူးနိုင်ငံရေးနည်းလမ်းရလဲရယူနိုင်တဲ့မရှိတဲ့အတွက်ဒီနိုင်ငံရဲ့အချုပ်ချာအာဏာကိုဒါလက်နဲ့ကင်ဆွဲပြီးနော်နိုင်ငံကိုပုံကန်ပြီးတော့ရယူကြတယ်အဲ့တော့ဘယ်လိုဖြစ်လဲဆိုရင်နိုင်ငံရဲ့အချုပ်ချာအာဏာကိုမတရားနည်းနဲ့လက်နဲ့ကင်ဆွဲပြီးတော့အကြမ်းသမားတွေကရယူကြတယ်ရယူကြိုးစားကြတယ်ပေါ့အဲ့လိုနေမှာမြို့သိန်းဆိုဒီမြို့သိန်းခဲ့ကြတယ်အဲ့တော့စဉ်းစားကြည့်ဒီနိုင်ငံစစ်တပ်ဒီနိုင်ငံတက်မလို့လားမရှိတော့ဘူးကဲ၎င်းတို့အကုန်လုံးသိမ့်ပိုက်နိုင်ခဲ့ပြီဆိုရင်ဖွံ့ဖြိုးတိုးတက်မယ်အေးချမ်းမယ်လို့ထင်လားဟုတ်လားကိုရင်းစောကြီးတွေကဟိုအစတွေကတို့လက်နဲ့ဆက်ကိုင်းတော့တယ်မှာဒါအချမ်းမဲ့သမိုင်းနေပြီးဒီမှာနော်ဟိုထင်းမိုင်းလေးနဲ့လေ့ကျင့်နေတာကိုပြောတာပြီးသားပျက်စီးဆုံးရှုံးသွားတာပြည်သူလူထုရဲ့ဘဝတွေပဲဖြစ်မယ်လို့ကိုပြောတာပြီးသားအယုံလွယ်ခဲ့ကြတာဟုတ်အယုံလွယ်ခဲ့ကြစစ်တပ်ကဘာဖြစ်လဲစစ်တပ်ဘာဖြစ်လဲဟာမဖြစ်ဘူးစစ်တပ်လို့တည်တာဘာဆန်းလဲသူ့အလုပ်ပဲလေသူကာကွယ်ရမယ်လေဟုတ်ပြီလားဒါသူ့တောင်းဖို့တရားလေအဲ့တော့မျိုးတစ်မျိုးဝင်တိုက်တယ်အမျိုးမှရှိတဲ့ရဲစခန်းတွေဒါလက်နက်ကင်ဖွဲ့ကြီးတွေကိုဒါဒီနိုင်ငံတရားဝင်လက်နက်ကင်ဖွဲ့ကြီးဒါတရားဝင်ထင်းနေရတယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေတတော်သားတွေတက်ခိုင်းနိုင်အမျိုးသိမ်းမရပြီအမျိုးသိမ်းမရပြီတော့ဘာလုပ်ခဲ့လဲဘာမျိုးတို့တော့လုပ်ပြီးခဲ့လဲပြည်သူတွေဘွားတွေပြည်စင်းမှာအဲ့ဒါပြည်သူတွေရှာဖွေစုတောင်းထားတဲ့ဥစ္စာပစ္စည်းတွေတိုက်တာအုပ်ရင်စာတွေပြည်စည်းဆုံးသွားတာပဲအဲ့တော့တကယ်ပြည်စည်းဆုံးသွားပြီးတော့ဒီမြို့ပြန်လေတကယ်နိုင်ငံအခုတက်မလို့ပြန်လေပြန်ထွင်းကြလို့နိုင်ငံအစိုးရဖွဲ့စည်းတယ်ကျန်ရောက်ရှိတာနိုင်ငံပြန်ထူထောင်ရေးလုပ်ငန်းတွေလုပ်တဲ့အချိန်မှာဘယ်ဖွဲ့စည်းတယ်လုပ်ပေးခဲ့တာလဲဒီနိုင်ငံအစိုးရတောင်ယူထားတဲ့ဖွဲ့စည်းတွေဝင်လာတယ်အစိုးရတောင်ကိုတရားကြီးလုပ်ပေးတယ်အဲ့တော့ဒီနိုင်ငံလူကြီးတွေဖွဲ့စစ်တပ်ကလူကြီးတောင်ကိုထမ်းဆောင်ပေးတယ်ဒီနိုင်ငံတရားဝဲဆိုပြည်ရေးရစပြန်ဝင်လာတယ်အစိုးရကျန်တဲ့ပြန်လေလည်းပဲတော့အဲ့တော့ပြန်လေတိဆောက်ရေးလုပ်တယ်သူတို့ထင်းယူလာတဲ့အချိန်မှာလုပ်ပေးခဲ့တာဘာဖြစ်သွားလဲဘာမှမလုပ်ပေးခဲ့ဘူးဘာမှမလုပ်ပေးခဲ့ဘူးအဲ့ဒီပြည်စည်းဆုံးရုံးကပြည်သူလူထုတွေတိုက်တာအုပ်ရင်ဆောက်ပြီးလေသူတို့ရှာဖွေစုတောင်းထားတာအဲ့စစ်တပ်ကလိန်ပြကြအေးစစ်တပ်ကလိန်ပြနိုင်ငံတော်ကဖွဲ့စည်းပုံရနိုင်ငံတော်ကာကွယ်ရေးဘတ်ဂျက်တွေပြန်တင်တောင်းပြီးဝယ်လို့ရတယ်ဒီနိုင်ငံရဲ့ကျိုးမြန်မာနိုင်ငံလူတော်များပြောကြရတယ်ပေါ့နော်ပြည့်စစ်ခွန်3ပြီးတော့မှပေးချင်ကြတယ်လူတွေပြောကြတယ်ပြည်သူ့ဘဏ္ဍာလည်းပဲပြန်ဝယ်တာစစ်တပ်တိုက်တာအုပ်ရင်ဆောက်ပြီးလေပြည်စည်းဆုံးရုံးကစစ်တပ်ဒီပျက်စီးသွားတယ်နိုင်ငံရေးကာကွယ်ရေးဘတ်ဂျက်နဲ့ပြန်လည်ဆောက်တာဒီနိုင်ငံရဲ့လုံခြုံရေးဖွဲ့စည်းဖြစ်တယ်လေနိုင်ငံကာကွယ်ရေးဘတ်ဂျက်တင်တောင်း
ပြည်သူ့ဗန်နာပဲပစ္စည်းစားတော့အဲ့ရသားတွေပစ္စည်းဆုံးတော့တိုက်တဲ့အိုးကြီးဆောက်ဦးဘသူကပြန်ပြီးမှာလဲဘောဟာတွေအဲ့တော့ငါတို့ကိုရင်းမြင်းလည်းပြောအဲ့ဒါမှပြောတယ်မြန်မာနိုင်ငံတက်မသွားရင်မြန်မာနိုင်ငံရေတပ်ဝင်နေပေးလိုက်ရတာအသက်တွေဆိုရင်အဲ့ဒီယုံလျော်ခဲ့ကြတဲ့ပြည်သူကဘောဟာတွေမျောလင်းချက်တွေအနာဂတ်တွေဆုံးရှုံးသွားတော့ကိုရင်းဟိုးအစော်ကြီးတွေသုံးသပ်ထားပေးပြီးသားအဲ့တော့ပြန်လဲထိန်းချုပ်နိုင်ငံတရားဥပဒေရောပြန်လဲကြားရလို့လုံခြုံအေးချမ်းသွားတယ်ပြည်သူလူထုကပြန်ဝင်လာပြီအခုလက်ရှိမှာမိုးပြည်သူလူပြန်ဝင်လာပြီဘလို့အကြောင်းမဲ့ရတနာဈေးကြီးရတာဘလို့ပြန်ဆယ်စီကားနေတယ်ဟလာမိုးကုတ်ကောက်ကွင်းဆိုဘလို့ဖြစ်သွားလဲအကုန်နော်အိမ်ချန်ထဲမှာရှိတယ်ဟိုကျုံးမိနေရစားအကုန်လွှဲပြီးအကုန်ယူလာဟလာအညာဒေသဆိုတည်ငြိမ်အေးချမ်းသွားတော့ကြည့်လိုက်အလောင်းတော့ကတ္တပနေမြေကဟာလာခေးဆက်နော်တတော်ကျိုးဝိုင်းနေကဟာလာဖျားဦးတယောက်ပြည့်လို့သိလိမ့်မယ်ကျုံးမိနေဘယ်လောက်ကြီးလဲမရှိတော့ဘူးဖျားရွှေရတာအကုန်ခွာတာသူတို့လုပ်ရက်တွေကိုသူတို့ကျူးလွန်ခဲ့တဲ့အရာတွေကိုတင်ငင်အေးချမ်းသွားတဲ့အချိန်မှာဟာလာရင်းမီဒီယာသမားတွေကသူတို့လုပ်ရက်တွေချပြတာဘာတွေကိုဘလို့ဝါဒပြန်တာလဲဘလို့ lobby တွေလဲ lobby မဟုတ်သတင်းဝင်ပြသားတွေလူတူတယောက်ဖွဲ့စည်းတစ်ခုတိကတ်နေတာမှတရားဆွဲလို့ရတယ်ပြည်ပြည်ဝင်ရမ်းပြီးတွေမဟုတ်ဘူးတော့ဟာလာကိုကျော်စိုးကဘလို့မုံမှသူတို့သတင်းမှာဘလို့ထဲပြချပြပါတယ်ဆိုပြီးတော့တရားဆွဲဆိုရတယ်တရားဝင်ရှိတာဒီနိုင်ငံထဲမှာလေပြည်ပြည်ဝင်ရမ်းပြီးလေလိုင်းတွေကပေါက်လို့ပဲစားပြီးပြောနေတာငါစကားနှောရသူပဲလေယုံကြည်နိုင်မှုအစင်နဲ့ဗမာလဲအာမခံချက်ဗမာလဲဟုတ်လားကိုကျော်စိုးရေးသူတို့သတင်းသမားရေးသားဖော်ပြလိုက်လို့လူတူရောက်ဖွဲ့စည်းတစ်ခုထိခိုက်နေတာဝိုင်းတရားဆွဲရတယ်မိမိတို့မျိုးနဲ့တရားရုံးကနေပြီးတော့နော်ရဲစခန်းမှုဖွင့်တရားရုံးကဥတက်ပြီးရှောက်ပြီးတရားဆွဲဆိုလို့ရတယ်အဲ့တော့အချင်းမသမားတွေလှုပ်ဆောင်နေရတယ်သူတို့ချကြတာအမှန်ကြောက်ရွံ့နေကြတာအမှန်တရားတွေချပြတာလေအမှန်တရားဖော်ပြကြတာအမှန်စိုးရင်ကြအမှန်ကြောက်ရကြတာသူတို့လို့ရတယ်ကိုလေးပြောပြရရင်နော်မြို့တွေပြတ်သွားကြတယ်သူတို့ထင်းညှို့ထားချိန်မှာအမြို့တွေဘာလုပ်ပြီးခဲ့လဲဘာမှမလုပ်ပြီးခဲ့ဘူးလုပ်ပြီးရရှိပြကြည့်သူတို့အစိုးရဆိုတဲ့လေလန်းတွေက NUG ပေါ့တောင်အစိုးရဆိုတဲ့တောင်ဝေတရားပါလဲဘာလုပ်ပြီးလဲဘာမှမလုပ်ပြီးဘူးအဲ့တော့စစ်လော်ဘီတွေကိုငှားရင်းနဲ့စစ်ကောင်စီပိုင်းညာမီဒီယာသမားတွေသတင်းသွားကြတယ်အဲ့တော့ကျမသမားတွေဘလို့စာတင်ကြောင်းတွေဘလို့လုပ်ခဲ့တယ်ဘလို့ဖြည့်ဆည်းတယ်ဘလို့ပြည်သူစေုံနေစားဘလို့အခိုင်မှာဘလို့ခံစစ်ယူခဲ့ကြလဲဆိုတော့ချပြတာပြောရတဲ့ဟာတွေကအမှန်တရားယုံကြည်နိုင်မှုအာမခံချက်ပါရှိတယ်စစ်ပြေးတို့ကတက်မြက်တို့ထင်လင်းအောင်လို့နော်ဟိုဗာလေပေါက်လို့ပဲစားရင်းနဲ့ပေါ်လာတဲ့ဟိုမီဒီယာတွေပါဆိုတက်လို့တော့ရှုံးနေလုံးချပြီးယူချန်တွေထောက်ပြီးလိုင်းမှာဖောက်လို့ပဲစားပြောနေကြမင်းတို့မီဒီယာလို့မင်းတို့ခံပြီးတော့ဝါရပြန်ကြီးဆိုတဲ့အတိတ်ပဲနားလဲအဲ့တော့ဗလိုက်မှုရှိတဲ့ကိုရီးမင်းနဲ့ရှင်းပြရနော်ဗလိုက်မှုရှိတဲ့တင်းပုတ်လူများယုံကြည်ဖြန့်ဝေလိုက်တာဝါရဖြန့်ကြီးလို့ခေါ်တယ်အဲ့တော့ဒီရွှေလေးကောင်းပါလေဒီပစ္စည်းလေးဒီအထည်လေးဒီငပိလေးလိုင်းမော်တွေမှာစားစီအောင်အဲ့ဝါရဖြန့်တာပဲကာလာတွေအရောင်တွေနဲ့ကြိုက်ကြည့်ရတယ်ယုံကြည်နိုင်မှုဘယ်လောက်ရှိလဲအာမခံချက်ဘယ်လောက်ရှိလဲ